အေဆိုလာကန်ကိုတစ်ခါပဲလုပ်ပြီးတော့တစ်သက်လုံးသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကန်လေးလုပ်ပါဗျ။ကုန်ကြစိတ်လေဒီတာဝန်လင်စားလုပ်တဲ့ကန်နဲ့ဘာမှသိမ့်မကွာပါဘူးเนาะအခုတာဝန်လင်စားတွေကလည်းဈေးမသေးတော့လေဒီကန်ကဘယ်လိုလုပ်ထားလဲဆိုတာကျွန်တော်ပြောပြသွားပေးပါမယ်ဗျ။ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘီလက်နဲ့သဲနဲ့2မျိုးပဲသုံးပါတယ်ဒီ 1:4 ratio သုံးပါတယ်ဗျ။ဘီလက်တစ်စသဲလေးစားပေါ့ဗျာဒါတယုကနာလို့လည်းပြောလို့ရတယ်လို့ဒီ link ကွန်ကရစ်ပါခင်းထားရလို့လည်းပြောလို့ရပါဗျကျွန်တော်ဒီလိုမျိုးလုပ်ရှင်အပြင်ဘာအားသာချက်ရှိလဲဆိုတော့ဒီတာဝန်လင်စားလို့ကွဲတာတွေပြဲတာတွေမရှိဘူးကြွက်ကိုက်မာတွေစိုးရင်စရာမလိုပြီးတော့အကျန်းလဲခံတယ်ပြီးတော့တစ်သက်လုံးလဲသုံးလို့ရပါတယ်ဗျတခုအားနေချက်ကရောဒီဥစ္စာဒီရေလုံသေးမပါလို့ရှင်ရေကနည်းနည်းအောက်ကိုစိမ့်တတ်တယ်ဆိုတော့ဒီပထမတစ်ပတ်ကတော့အောက်ကိုစိမ့်တတ်ပြီဗျနောက်ပန်ကျရင်တော့ဒီကျွန်တော်တွေ့ကြုံရတိတ်စိမ့်တာမရှိတော့ဘူးအောက်ကရေအောက်ကမြေသားရေပြေးဝါအဲကြောင့်ကျွန်တော်တို့ဒီပြောနေတာဒီလိုမျိုးကန်လေးလုပ်ခြင်းအပြင်ဒီတက်ကပထမကုန်ကြစိတ်ပေါ့ initial cost တော့နည်းနည်းများမယ်ဒါပေမဲ့တစ်သက်လုံးသုံးလို့ရတယ်ဒီကန်လေးကအလျားကျော်14ပေလောက်ရှိမယ်ဗျာဒီအနမ်းကျော်4ပေလောက်ရှိမယ်အနောက်ကကျော်ဒီနှိမ့်တဲ့ဘက်ကိုပဲဒီဘယ်ဘက်ရှက်နှိမ့်တဲ့ဘက်ကိုပဲယူလို့ရမယ်ဆိုတော့9လက်မလောက်ပေါ့ဗျာဒီလောက်ဆိုလို့ရှိရင်အေဆိုလာစိုက်ဖို့အတွက်ကောင်းကောင်းလိုအပ်ပါပြီဒီလိုမျိုးကန်လုပ်ပြီးတဲ့အခါကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီဘီလက်မြေမှာchemical တွေပါတယ် chemical ပါတဲ့အခါကျတော့ကျွန်တော်တို့ကဒီဘီလက်မြေတွေက chemical ကိုဖြစ်သွားအောင်လို့ရေပထမဦးဆုံး2ရက်3ရက်လောက်ရေနှက်ပေးရပါမယ်ရေနှက်တဲ့အခါဘာမှမထည့်သေးပါနဲ့ဗျပထမ2ရက်3ရက်ရေကြီးပဲထည့်ပါရေကြီးပဲထည့်ပြီးတော့ဒီကုန်ကန်နေပြီဆိုလို့ရှိရင်တော့ဖြစ်နိုင်တော့ရေတွေကိုခတ်ထုတ်လိုက်ပေါ့ဗျာဒါမှမဟုတ်ပန့်နဲ့ပဲဖြစ်ပို့စုပ်တင်လာတော့ခဏလေးစုပ်ရပါကျွန်တော်ကတော့နည်းနည်းလေးပဲခတ်ထုတ်လိုက်တယ်မခတ်ထုတ်ဖြစ်ခဲ့တဲ့ကန်တွေလည်းဘာမှတော့မဖြစ်ပါဘူးဗျပထမရေရော့သွားလို့ရှိရင်ပြန်ဖြည့်လိုက်ပေါ့ဗျာအဲ့လိုမျိုးလုပ်ရှင်အပြင်ဒီ2ရက်3လောက်အဲ့လိုမျိုးလုပ်ရှင်အပြင်ဒီဘီလက်မြေတွေက chemical တွေကုန်သွားမယ်ပြီးတော့ကန်လေးကတခုရှိတာအများနဲ့အေးနေတယ်ဗျကွန်ကရစ်ရဲ့သဘောတဘာဝကအများတန်းအေးနေတယ်ဗျအဲကြောင့်ကျွန်တော်တို့ဒီအေဆိုလာစိုက်ဖို့အတွက်အဆင်ပြေတယ်အဲ့လိုမျိုး2ရက်3ရက်ကန်ဟိုကလုပ်ပြီးသွားပြီဆိုတော့เนาะအေဆိုလာထဲစိုက်လို့ရပါပြီရေနှက်ပြီးတော့ကျေးဇူးပါဗျ